အားလုံးပဲမင်္ဂလာပါရှင်အခုဒီမှာပြထားတဲ့ပုံလေးတွေကပေါ့နော်သူကဘယ်လိုပုံစံလဲဆိုတော့အဲ့ဒါ KG video class မှာပါတဲ့ video လေးတွေကိုကျွန်မနမူနာလေးပြထားတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီသင်ခန်းစာလေးတွေမှာကျွန်မတို့ကကာကြီးကနေအာအထိသင်ရမယ် A to Z capital letter တွေသင်ရမယ်တစ်ကနေ20 1 to 20 ဒါမျိုးလေးတွေသင်ရမယ်ပြီးရင် KG သင်ရိုးမှာပါတဲ့ပုံမြင်တွေကြပြတွေဘ ഹു တုတသင်ခန်းစာသင်ရိုး15ခုသင်ရမယ်ပြီးရင်အယုတ်ခောက်တာတွေပုံဆွဲတာတွေသင်ရမယ်ဒါတွေအားလုံးပါတဲ့ဗီဒီယို160ကိုကျွန်မက Telegram video class လေးနဲ့ရောင်းပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဟာကဘယ်လိုရောင်းတာလဲဆိုလို့ရှိရင်ငွေသွင်းလိုက်လို့ရှိရင်ကျွန်မတို့က Telegram group ဒါမှမဟုတ် Facebook group ရဲ့ link ကိုပေးမယ်ပေါ့နော်ကိုအဆင်ပြေတဲ့ Telegram Facebook အသုံးပြုလို့ရပါတယ်အဲ့လိုအသုံးပြုပြီးွားလို့ရှိရင်ကျမတို့ကဒီဗီဒီယိုတွေကိုကိုယ်တိုင်ထောင်းထားရင်လည်းရတယ်ထောင်းထားပြီးွားရင်ဒီအချိန်မရွေးနေရမရွေးပြန်ကြည့်လို့ရတယ်ကိုအင်တာနက်မရတဲ့နေရာကနေလည်းသင်လို့ရတာဖြစ်ပါ